ဒီကနေ့ YouTube မှာနားလိုက်ရတဲ့တရားလေးတစ်ပုဒ်ပါနော်အဲ့ဒီတရားလေးကတော့ဘာလဲဆိုရင်ဆရာတော်တစ်ပါးနဲ့ဥပဒကတယောက်နဲ့အမေးဖြေလေးလုပ်ထားတာပေါ့ဘယ်လိုမေးထားသလဲဆိုရင်ဖြင့်ဘယ်လိုမေးထားသလဲဆိုရင်ဘယ်လိုမေးထားသလဲဆိုရင်တဲ့ကံအကြောင်းလေးပါရှင်ဘုရားလောကကြီးမှာကောင်းတာလုပ်ရင်ကောင်းကျိုးပေးတယ်လို့ပြောနေကြတယ်ဘုရားဟောတယ်ဆိုပေမဲ့ဘုရားဟောတယ်လို့ဆိုပေမဲ့တကယ်လက်တွေ့မြေပြင်ပဂတိအချိန်ဒီမှာတော့အချို့အရာတွေဟာလွဲနေတယ်လို့ပြောနေကြလွဲနေတဲ့သဘောအဓိပ္ပာယ်လေးတွေသက်ရောက်နေတယ်ပေါ့ဒါကိုမေးတဲ့ပုဂ္ဂိုလ်ကဥပဒကတယောက်ဖြေတဲ့လူကတော့ဆရာတော်ဘုရားပေါ့အဲ့ဒီမှာအမေးနဲ့အဖြေနဲ့မှာဘာသွားတွေ့လဲဆိုတော့ဆရာတော်ကဘယ်လိုပြန်ဖြေတယ်လဲဆိုတော့ကံအကြောင်းကိုတကားကြီးတဲ့လောကမှာကံမနိုင်တဲ့အရာဆိုတာရှိတယ်တဲ့ကံကဘယ်အရာကိုမနိုင်တယ်လဲဆိုရင်ကာလကိုလည်းမနိုင်ဘူးတဲ့ဒေသကိုလည်းမနိုင်ဘူးတဲ့ပုဂ္ဂိုလ်ကိုလည်းမနိုင်ပါဘူးတဲ့ကံအဲ့ဒီတော့ကာလဒေသပုဂ္ဂိုလ်ဆိုတဲ့သုံးမျိုးထဲမှာကာလဆိုရင်သီလတွေပျက်စီးနေတဲ့ကာလပေါ့ဒါမှမဟုတ်လဲအယူတွေမှနေတဲ့ကာလဒါမှမဟုတ်ရင်လည်းပဲပြောပြရင်ယောဂဗျာတွေကြီးစိုးနေတဲ့ကာလကြီးပေါ့ဥပမာအားဖြင့်COVID-19 ယောဂကတ်ဆိုးကြီးတွေပေါ်နေတဲ့အချိန်ပေါ့အဲ့လိုပေါ်နေတဲ့အချိန်မှာဆိုရင်ဖြင့်အနေထိုင်အစားအသောက်တာမစင်ကျင်ဘူးအသွားအလာတွေတာမစင်ကျင်ဘူးဆိုရင်ကံကောင်းတဲ့လူလည်း COVID-19 ကူးစက်နိုင်တယ်ကံဆိုးသူလည်း COVID-19 ကူးစက်နိုင်တယ်တဲ့ဒါဟာကာလ COVID-19 ဖြစ်တဲ့ကာလပေါ့ဒါကြောင့်မို့ကံဟာကာလကိုမနိုင်ဘူးလို့ပြောတာနောက်တစ်ခုကတော့ဒေသဆိုတာကတော့လူဆိုးလူမိုက်တွေပေါ်တဲ့ဒေသလူရန်ကားတွေပေါ်တဲ့ဒေသသို့သည်မဟုတ်တခိုးတွေတပုံတွေပေါ်တဲ့ဒေသဒီလိုဒေသတွေမှာဆိုရင်လည်းပဲတဲ့ဒီလိုဒေသတွေမှာဆိုရင်လည်းပဲကံကမနိုင်ဘူးတဲ့ထိုဒေသတွေကိုသွားမယ်လာမယ်ဆိုရင်ဖြင့်ထိုပုဂ္ဂိုလ်တွေမှာအန္တရာယ်တွေကြာရောက်နိုင်တာပဲတဲ့ကံဘယ်လောက်ကောင်းတဲ့လူပဲသွားကံဘယ်လောက်ကောင်းတဲ့သူပဲသွားပေါ့ကံဆိုးသွားနိုင်တာပဲဥပမာအဖြစ်ပြောရမယ်ဆိုရင်ပြီးခဲ့တဲ့မကြသေးသောကာလကစကိုင်းငလျင်ကြီးပေါ့စကိုင်းငလျင်ကြီးလှုပ်ခတ်သွားတဲ့အခါမှာဖြင့်စကိုင်းဒေသတကြောလုံးမှာအားလုံးသောပုဂ္ဂိုလ်တွေအများစုဟာငလျင်ဘေးသင့်ရပါတယ်ငလျင်ဘေးသင့်တဲ့ထဲမှာပြောရရင်ကုသိုလ်ကောင်းမှုတွေများစွာလုပ်ပြီးတော့နော်သီလတွေနဲ့ပြည့်စုံနေတဲ့ပုဂ္ဂိုလ်တွေပါတယ်ယဟန်သံဃာတွေပါတယ်သူတော်ကောင်းတွေပါတယ်အများကြီးအဲ့ဒီမှာဘယ်လောက်ပဲသီလတွေလုံးပါစေကံတွေဘယ်လောက်ပဲကောင်းနေပါစေတဲ့အဲ့ဒီဒေသမှာငလျင်ဘေးသင့်သွားတဲ့ဒေသမှာနေမိတဲ့လူတွေဟာငလျင်ဘေးသင့်ကြရတယ်တဲ့ဒါကြောင့်ကံဟာဒေသကိုလည်းမနိုင်ဘူးတဲ့နောက်တစ်ခါပုဂ္ဂိုလ်ကိုလည်းမနိုင်မြန်မှုတဲ့ကံဘာလို့ပုဂ္ဂိုလ်ကိုမနိုင်တယ်လဲဆိုတော့ကျွန်တော်တို့သူတော်ကောင်းတို့စဉ်းစားကြည့်ပါဘယ်လိုစဉ်းစားကြည့်ရမလဲဆိုရင်ဖြင့်ဥ
ဥပမာအားဖြင့်ပြောရမယ်ဆိုရင်ဟိနကအင်္ဂုလိမာလပေါ့ဟိနကကြီးစိုးနေတဲ့တော်ကြီးတဲ့ကိုသွားတဲ့လူတွေပေါ့ဒါဆိုဟိနကဆိုတဲ့ပုဂ္ဂိုလ်ရှိတဲ့ဒီနေရာပေါ့နောက်တစ်ခါဘောဓိတာရဆိုတဲ့ပုဂ္ဂိုလ်ရှိတဲ့နေရာကိုသွားတဲ့လူတွေဟာကံကောင်းတဲ့လူပဲဖြစ်ဖြစ်ကံဆိုးတဲ့လူပဲဖြစ်ဖြစ်အဲ့ဒီရောက်ရင်တော့အသက်ခံရမှာပဲဒါဒီလိုလူဆိုးလူမိုက်ကြီးတွေရှိတဲ့ဒေတာလူဆိုးလူမိုက်ဆိုတဲ့ပုဂ္ဂိုလ်တွေရှိတဲ့ဒေတာကိုသွားရင်ကံဘက်လောက်ပဲကောင်းနေပါစေတဲ့အသက်ခံရနိုင်တယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ဟိနကဆိုတဲ့အင်္ဂုလိမာလာကြီးကိုပဲကြည့်ပါဘုရားရှင်ကိုတော်မြတ်ကြီးလောက်ကံကောင်းတဲ့ပုဂ္ဂိုလ်ရှိပါမလားမရှိဘူးဒါပေမဲ့ဘုရားရှင်ကိုတော်မြတ်ကြီးကြွလာတဲ့ခါကျတော့ဘုရားရှင်ကိုတော်မြတ်ကြီးကိုလိုက်ပြီးတော့တတ်တာပဲလေဒါဘုရားရှင်ကသာလင်ခြေချွတ်နိုင်တဲ့မေတ္တာကြီးမားတဲ့ပုဂ္ဂိုလ်ဖြစ်လို့သာဘုရားကဘာမှမဖြစ်တာတာမန်ကံကောင်းတဲ့သူများဟာဆိုရင်ဒီနေရာမှာလဲတေပွဲဝင်သွားနိုင်တာပဲတဲ့ဒါကြောင့်မို့ကံဟာကာလဒေတာပုဂ္ဂိုလ်ကိုမနိုင်ဘူးလို့ပြောတာတဲ့နော်အဲ့တော့ကျွန်တော်တို့သူတော်ကောင်းတို့ကံကိုလည်းကောင်းအောင်လုပ်ရမယ်ကံကောင်းအောင်လုပ်ပြီးတဲ့အခါမှာကာလတင်းကာလပေါ့ကာလကောင်းကိုလည်းပဲစောင့်ရမယ်ကာလကောင်းကိုစောင့်ပြီးတဲ့အခါကျတော့နောက်တစ်ခါဒေတာပရိရူပဒေတာဝါသောစတင်းလျောက်ပတ်တဲ့အရက်ဒေတာမိမိနဲ့စီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးကိုက်မဲ့ဒေတာမှာနေထိုင်တတ်ရမယ်နောက်တစ်ခါပုဂ္ဂိုလ်လူဆိုးလူမိုက်တွေပေါ်တဲ့လူဆိုးလူမိုက်ဆိုတဲ့ပုဂ္ဂိုလ်တွေပေါ်တဲ့နေရာဒေတာကိုရှောင်ပြီးတော့နေထိုင်ရမယ်တဲ့အဲ့ဒါလို့နေထိုင်ပြီဆိုရင်ဖြင့်ဒီပုဂ္ဂိုလ်မှာကံဒီကောင်းအောင်လုပ်ခြင်းအပြင်ကံဤအကျိုးတရားကိုအပြည့်အဝခံစားနိုင်မယ်လို့ဒီလိုပဲယုံကြည်ရပါတယ်